ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကဲเนาะအစားဘလော့ရိုက်နေရတယ်မဟုတ်ဘူးဘယ်အရာမှကြော်ညာပေးနေရတယ်မဟုတ်ဘူးเนาะကဲကျွန်တော်တို့ဒီနေ့8လပိုင်း19ရက်နေ့ဒီနေ့ကျွန်တော်ဒီမှာဒုတိမိသားစုအဖွဲ့ဝင်တွေအားလုံးပဲအဆင်ပြေတယ်ပေါက်ကြတယ်မနှညโอเคတယ်အခုညနေမှာဆိုရင်ရှယ်မိန်းနှစ်သီးစားမိရယ်เนาะမနက်ကလည်းတစ်ခွက်ကောင်းမိရယ်အခုညနေမှာတစ်ခွက်ကောင်းမိရယ်ဒါအပြင်ကျွန်တော်ဒီမှာလကားပြပါ free down ရဲ့ message ကိုကျွန်တော်ကြည့်နေအောင်ကျွန်တော်အခု TikTok အကောင့်မှာကျွန်တော်တီးပေးထားရနော်ဘလင်းမှုမစင်စားနဲ့ဝင်ကြည့်လိုက်ကျွန်တော်ပေးထားတာအပီးခွေကနန်းတစ်ချိန်အနည်းဆုံးအစင်းမယ်အာမခံနဲ့မစင်းရင်ကိုပြန်အမ်းပြီးမစင်းရင်ထိုးကြီးပြန်ပေးမယ်ဆိုကျွန်တော်အပီးခွေပေးထားရဲအဲ့အပီးခွေအခုညနေပဲတန်းစင်းသွားရနော်အဲ့လိုတောင်းဝင်ခံမှုအားရှိရဆရာနေမတယောက်ပဲရှိအဲ့တော့မနှက်ပြန်ကြာလာပဲလေအရန်ရေးကြီးသွားပြီစနေတနေ့ဝင်ကြာရင်မျိုးဆွေတို့အေးသေးနားခြင်းနဲ့ပေါက်ခြင်းနဲ့ဆိုရင်ဗီဒီယိုပြောင်းကြည့်ပါနော်မနှက်ပြန်မှာမနှက်ညမှာတစ်ကြိမ်ပေါက်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာမိသားစုပုံမှန်လာဝင်ရပြီမနှက်ပြန်ကြာလာပရင်းနေမှာမနှက်ညမှာကနန်းတစ်ကြိမ်ပေါက်ခြင်းပါတယ်ဆိုတဲ့မျိုးဆွေများရှိရဆိုရင်ကျွန်တော်ဒီမှာမနှက်ပြန်တော့ကိုပုံမှန်လာဝင်ရပြီမနေ့က8လပိုင်း20ရက်နေ့အတွက်ကိုကျွန်တော်စီမှာအဖွဲ့ဝင်အခုညကျွန်တော်အဖွဲ့ဝင်အယောက်30ခေါ်မယ်အယောက်30ပြပါပြီဆိုတော့ねအဖွဲ့ဝင်လုံးဝမရတော့ဘူးเนาะကျွန်တော်စီမှာမနေ့ပြန်ကြာသာပရိနေ့တရက်စာမိသားစုအဖွဲ့ဝင်ကြီး18000မှာအထူးလျှော့သိမ်းနေပေးထားတာเนาะမနေ့ပြန်ကြာသာပရိနေ့တရက်စာအဖွဲ့ဝင်ကြီး18000မှာကနေ့2ကွက်ထံကုန်3ကွက်ပဲထိုးရမယ်မနှက်ညမှာတစ်ချိန်ကျင်းစီပေါ့မယ်မပါဘူးဆိုရင်ကျွန်တော်စီမှာအဖောက်ဝင်ထားတဲ့ငွေ18000ကျပ်ကိုငွေ6ဆပြန်ရောပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ကြံ4ချိန်စာအပေးယူမယ်ဆိုရင်ကြံ4ချိန်စာဟိုမှာအထူးလျှော်စီ3000ကျပ်နဲ့ရမှာဖြစ်ပါတယ်4ချိန်မှာ2ချိန်အာမခံပါတယ်4ချိန်မှာ2ချိန်မပေါက်ဘူးဆိုရင်ကျွန်တော်စီမှာအဖောက်ဝင်ထားတဲ့ငွေ3000ကျပ်ကို6ဆပြန်ရောပေးသွားမှာဖြစ်ပါတယ်။အဲ့လိုတောင်းဝင်ရမှုတောင်းဝင်ခံမှုအာမခံချက်အပြည့်နဲ့ထောင်းချပေးနေရဖြစ်တဲ့အတွက်ကြောင့်အဖွဲ့ဝင်အယောက်30ဒီညပြည့်ရင်လည်းတန်းပြည့်သွားလိမ့်မယ်။အဲ့တော့မပြည့်ခင်မှာအမြန်လာပြီးအဖွဲ့ဝင်ကြောက်ဖိတ်ခေါ်ပါရခင်ဗျာ။ကနန်းက2ကွက်ထံကုန်3ကွက်ပဲထိုးရမယ်။မနက်ညမှာတစ်ချိန်ကျင်းနေပါမှာဗျာ။မပေါ့ရင်အဖွဲ့ဝင်ထားတဲ့ငွေရဲ့ငွေ6ဆပြန်ရောပေးမယ်။ကျွန်တော်နေပိုင်း100ရာခိုင်နှုန်းအာမခံတယ်အကျွေးများနေရစိတ်ပူပင်တော့ကတွေရောက်နေရပြီးစရာငွေလှူဒန်းကျင်နေဆိုရင်အမြန်အဖွဲ့လာဝင်လိုက်ပါအာမခံကတ်ကိုပေးတော့မှာဖြစ်ပါတယ်နောက်ပြီးတော့မနှက်ဖြန်အဖွဲ့လာဝင်တဲ့မျိုးဆွေများကို share main တကွာကောင်းအာမခံကတ်ရောင်းကတ်ကိုကျွန်တော်အလကားပေးတော့မယ်ဗျာအဖွဲ့လာဝင်တဲ့မျိုးဆွေများကိုတကွာကောင်းကတ်ကိုကျွန်တော်လက်ဆောင်ပေးပါမယ်ကဲအဲ့တော့အယောက်30မပြည့်ခင်မှာအဖွဲ့ဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ် Viber 3999514000ကျွန်တော်ရဲ့ဖုန်း Viber နံပါတ်ကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်ခြင်းပါတယ်သူစာလာဖို့ပါ KP ဝေပေးနံပါတ်ကိုလာပြီးတော့တောင်းပါခင်ဗျာထပ်ပြောမယ်နော်မိတ်ဆွေတို့မနှက်ဖြန်ကြာသာပရိနေမှာပေါက်ချင်တယ်ဆိုရင်အခုပဲဆက်သွယ်ပါကျင်းတီ100ရာခိုင်နှုန်းပေါက်ပါမယ်တောင်းဝင်ရမှုတောင်းဝင်ခံမှုအပြည့်ပေးထားရနော်အဲ့တော့ဒါပဲဗျဒီနေ့မနေ့ညမှာအောင်မြင်ခဲ့တဲ့အတွက်ကြောင့်ဒီည AACC relax ဖြစ်အောင်နားရွေးပါအောင်ဗျာအော်မိလို့အဖိုးဝင်သမားတွေဒီညကျွန်တော်ကဘာ group မှာကန်ဆယ်မဲရှိရနော်မမေ့နဲ့တက်တာပါ